Hello ဒီနေ့ကတော့ August လ23ရက်နေ့ဖြစ်ပါတယ်။နောက်လ September လ23ရက်နေ့ဆိုလို့ရှိရင်တော့ exam ဖြေဖို့ရှိပါတယ်။အခုဗီဒီယိုကဘာအတွက်လဲဆိုလို့ရှိရင်ဒီ Pinterest မှာ 30-day challenge တခုတွေ့ထားတယ်။အဲ့ဒီ challenge လေးကိုလိုက်လုပ်မှာဖြစ်ပါတယ်ဆိုတော့ day 1အနေနဲ့တွေ့ challenge ကဒီ challenge ကိုဘာလို့လုပ်တာလဲဆိုတာနဲ့ challenge ရဲ့ goal ကိုပြရမှာပါ။ဘာလို့ဒီ challenge ကိုလုပ်လဲဆိုလို့ရှိရင်တော့ဒီဆောင်လို့ဖြေခင်ကြတဲ့တစ်လကိုဒီဟာကြီးမကုံဆုံးသွားချင်နိုင်ရင်ကိုဘာကြီးလုပ်ခဲ့လဲဆိုတာကိုပြန်ပြီးတော့ကြည့်ချင်နိုင်တဲ့အကြောင်းဖြစ်ပါတယ်။ဒါတော့ဒီ challenge ပြီးသွားလို့ရှိရင်ဒီ challenge မှာပါတယ်တည်ချင်းစီမှာပါတယ်ခိုင်းထားတဲ့အလုပ်လေးတွေကနေပြီးတော့အတိတ်ကကိုကပြစ္ဆုတ်ပံကိုအနာဂတ်ကကို information အများကြီးပေးနိုင်မယ်လို့မျှော်လင့်ထားပါတယ်ဒါကြောင့်ဒီ challenge ကို join လိုက်ပါတယ်ဆိုတော့ဒီနေ့ကတော့ day 1မှာ day 2ကြလို့ရှင်တော့ဘယ်လိုခေါင်းစဉ်လေးနဲ့ပြန်လာမလဲဆိုတာဆက်ပြီးတော့စောင့်ကြည့်ပေးပါဦး bye bye